အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ဒီပေါ့နော်ခိုင်းဟင်းနေချက်တာလဲစားရနီးလာပြီးတော့ဒီနေ့မှပြောင်းလဲလေးပြောအောင်ငါချုပ်ချင်ကြော်လေးရဲ့ဒီကိုက်လန်ကြော်လေးဟိုနေ့လည်ကအဖြစ်သုံးဆောင်ပါလိမ့်ပါတယ်ခင်ဗျာကျွန်တော်ဘာကြီးချက်မလဲဆိုတော့ချက်လိုက်ကြည့်လိုက်ခင်ကြပါဦးအားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကိုယ်တိုင်ချက်ထားတဲ့ဒါလေးကငါးပေါ့နော်ငါးကြော်နဲ့လေးပါငါးကြော်လေးကိုဒီခင်းရင်ဒီချက်သွန်ဖြူနေဒီဇိမ်းအနီခင်းနဲ့ပေါ့တတ်ထားတာလေးပါဒါလေးကတော့ကိုက်လန်ဖြူစီကြော်လေးပါဒါလေးကတော့မပူလောင်းလေးပေါ့နော်ဘယ်လိုလဲကျန်နေတာဒါကတော့ချမောင်နဲ့ဝက်မနေ့ကကျန်နေနေတယ်ပေါ့နော်ကဲအဲ့ဆိုတော့စားလိုက်ပါဦးမယ်ဒီတော့ဗာထည့်မယ်ဆိုတော့အကောင်းကြီးတုံးထည့်လိုက်ပါမယ်အနေလေးခတ်はいကိုက်လန်လူဟုတ်ပါတယ်ချင်းလေးရတယ်ပဲလိုက်ပါမယ်ကဲအဲ့ဆိုတော့စားလိုက်ပါမယ်ထမောင်းဆုံးလို့တော့ထမောင်းဆုံးလို့တော့အရင်ဆုံးကြည့်ပါလေစားလိုက်ပါအောင်ရှယ်ပါ
ရှင်းလေးကအဲ့ဒီပြေစင်းနေတယ်ပါနော်ချက်ကြီးတော့ပေါ့မကွာမပြေကောင်းရှင်းကျွန်တော်နေစားအဲ့လိုနေစားမှနေစားလိုက်ရမှအားရနော်နေတာနဲ့တော့ကြာနေလိုက်ဆိုတီးပါရမယ်好有良心的，不管咋。那个就要露他大家宝贝，所以你前这里呢，你就这样上面呢，哟，这本来这嘛，本来这，这下面那宝宝了，前三球里吧了，做嘛的，是的，ငါးကြော်ဦးလို့နှောက်လိုက်တာမဟုတ်ပဲနဲ့ငါးကြော်ကြော်ပြီးရောင်းအောင်မှာအဲ့နှစ်ကိုရောင်းလိုက်တာဖြစ်တယ်ငါးကြော်လေးကလည်းသူ့အချွတ်တိုင်းမျိုးပျော့သွားဘူးပါနော်ကောင်းတယ်ဆရာမပြရောင်းနေစားမပြရောင်းအောင်ပဲမင်းကြီးကမင်းဒစ်ကအရင်ကောင်းလို့အဲ့စားတယ်ဘာလို့လဲဟဲ့အမေလို့ဆုံးပါတယ်ပြီးတော့တိုင်းတစ်ခွက်ရေးသားတစ်ခွက်အဆက်တစ်ခွက်
စားတော့တွေရမ်းစားနေတယ်တကယ်တော့ဒီဘက်ကျွန်တော်ဝေးချဖို့စီစဉ်ရှိရပါတော့ 是的。看一下了，ဟုတ်ပဲကိုကြိုက်တယ်ကိုချက်စားတယ်မောတယ်တော့မရှိကျွန်တော်မျိုးစင်းချက်တယ်မျိုးစင်းတွေတက်တာပါအရင်ညီလေးတွေကမျိုးစင်းတွေမကြဘူးဟုတ်ပါဆက်ပြီးမလေးကချိုးလာမင်းရပေါ်ပါပါလေနောက်လို့ပဲကျွန်တော်ဒီဗီဒီယိုကဘယ်လောက်ပါလဲကျောင်းလေးဗီဒီယိုမှာလည်းကျွန်တော်ကဘာချက်ပြီးဘာစားတော့ရမယ်ဘယ်သွားမယ်ဆိုတာပေါ့ဒီမင်းတို့မှာမလို့ကျွန်တော်ဗီဒီယိုလေးကိုတစ်ချက်စောင့်ကြည့်ဖို့လည်းတောင်းဆိုချင်ပါတယ်ပြီးတော့ကျွန်တော်ဗီဒီယိုလေးကိုကြည့်ရခါမှာကျွန်တော်ထပ်ပြီးတော့ဗီဒီယိုလေးလုပ်တဲ့ခါမှာအားရှိအောင်ကလည်းတစ်ခုအနေနဲ့ပို့ပြီးတေးသမားပြုရဲ့အနေနဲ့လည်းကျွန်တော်ဗီဒီယိုလေးကို like and share react comment လေးတွေချက်ပေးပြီးတော့ဝင်ရပေးပါဦးလို့တောင်းဆိုချင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်